အားလုံးပဲမင်္ဂလာပါဆရာမခင်ခင်ထူးရဲ့စီကုံကျိုးမဂဇင်းဝတ္ထုရှင်များထဲမှာမကောက်ဆန်တရက်ဆိုတဲ့ဝတ္ထုရှင်တစ်ပုဒ်ကိုဖတ်ပြမှာဖြစ်ပါတယ်မကောက်ဆန်တရက်ဒီနေရာလေးကိုမေကြီးနေ့စဉ်ဆက်ဆက်ကြီးလာနေရတာကိုက15နှစ်တင်းတင်းပြည့်ခဲ့ပြီအမေကြီးအသက်တောင်မှ80ကျော်လို့80တွင်ရောက်လာခဲ့ပေါ့ခါကုန်းကုန်းလဲတုံတုံနဲ့ဒုတ်ကလေးတစ်ချောင်းဆွဲပြီးဟောဒီတရက်ပင်ကြီးအောက်နေမမတည့်ခင်အရောက်လာခဲ့ရတဲ့အခောက်ပေါင်းတောင်မရေနိုင်တော့ဘူးလူကအိုအိုလက်ဆွဲချင်းကလေးအိုအိုနဲ့ပြီးမဲ့တရက်ပင်ကြီးအောက်ဝင်လိုက်တိုင်းရင်ထဲတနင့်တဘူခံစားရတဲ့ဝေဒနာကတော့မအိုသေးဘူးမနေ့တနေ့တုန်းကလိုပဲ15နှစ်ကြာတန်းရဟောင်းကသွေးစိမ်းရှင်ရှင်တွေမဖြစ်စကောင်းလက်လက်ဆက်ဆက်ကြီးထွက်အံကြနေတယ်လို့ပါပဲ။အိုးမကောက်ဆန်ရဲ့အမေလာပြန်ပြီတမီးရဲ့အမေဖျားတယ်တရားတယ်များမချားလေရော့တလားကွယ်။သွားမရှိတော့လို့အတွန်းကခွက်ဝင်နေတဲ့နှကန်းလေးလေးကလေးကြားကမပိတပီထွက်ကြလာတဲ့လေးတန်းတွန်းမြင်ကလေးနဲ့မကောက်ဆန်ကိုတားခဲ့ရတဲ့အချိန်ပေါင်းကလည်းဘယ်နွယ်တော့မှလဲပါလာတဲ့သစ်စေးတို့ဝါချင်းခသိန်လေးကိုတရက်ပင်အရေးကြီးအောင်ချပြီးပေပေနေနေထိုင်ချလိုက်ရတယ်။ယာရဲကိုင်းတွေကဖြတ်တိုက်လာတဲ့သစ်စိမ့်ချင်းနဲ့စူးစူးနဲ့လီအေးအေးကအမေကြီးရင်ကိုချမ်းမြေ့မသွားစေတာအမှန်ပဲ။ခေါင်းတန်တစ်ပတ်ကလေးကိုယူပြီးနတဲ့စက်ကချွေးဥလေးတွေကိုတုပ်ရင်းဟိုမနီးတီမနီးလူသူတိတ်ဆိတ်တဲ့တိုး6ခေါင်ခေါင်ကြီးမှာအမေကြီးတယောက်တည်းခလလန်းကနွားချောင်းသားတယောက်တလေကိုတော့မှုန်တိမှုန်ဝါမြင်းနေရရဲ့တေချာတာကတော့ဟောဒီတရက်ပင်ကြီးအောက်ကူများတော့အမေကြီးကလွဲပြီးလူဆိုလို့တရားမှလာရတဲ့လက္ခဏာမရှိဘူးအဝေးရွာကလဲတွေပါတွေဘူးမတိပါမတိနားချင်နားမှာပဲဒီနားရွာတွေကတော့မလာဝန်းကြဘူးအမေကြီးကတော့15နှစ်လုံးလုံးနေထိုင်မကောင်းတဲ့ရက်ကလွဲရင်တနည်းမပြတ်ဝတ်မပြတ်လာရတယ်အမေကြီးလာတိုင်းတရက်ပင်ကြီးပေါ်ကကြီးငှက်တွေကတကြီးကြီးတစ်ချက်ချာနဲ့ကြိုတတ်ကြတယ်တတော်ဝါအပေါင်းငင်းအေးကြပါစေဝတ်ကြီးဝတ်တုံများရှင်ဒီဘဝဒီခန္ဓာမှာပဲကင်းရှင်းကြပါစေတော့အမောကလေးပြေတော့အမေကြီးကလက်ဆွဲချင်းပေါ်ကအုပ်ဆိုင်ယူလာတဲ့ညောင်ချင်ရွက်တွေကိုမြေကြီးပေါ်တရွက်ချင်းဖြန့်ခင်းလိုက်တယ်ပြီးတော့ချင်းထဲကပါလာတဲ့သမင်းဥပေါင်းလေးရဲ့ကျန်တကာခဲလေးရဲ့ကိုပုံထဲလိုက်တယ်တီပုံပြည့်ပြည့်ဖြစ်နေတဲ့သူ့မျက်လုံးလေးဆက်ဆက်ကလေးကိုတပတ်စာနဲ့ပွတ်တက်ပြီးတရက်ပင်ကြီးကိုမော့ကြည့်တယ်ဒါကလည်းအမေကြီးရောက်လာတဲ့အခါတိုင်းကြည့်နေကြအလုပ်ပဲကြည့်တာကလည်းတရက်ပင်ကြီးတစ်ပင်လုံးကိုပိုက်စိတ်တိုက်ရှာနေတာမျိုးတခိုင်းချင်းတစ်ခက်ချင်းမျက်လုံးကငန်းတိုက်ပြီးရှာသွားတာသူမြင်ရတဲ့လောက်ပေါ့လေတရက်သီးတွေဘယ်တော့များမှသီးမှာပါလေကြုံမသိခင်များတီးပြလိုက်ပါရောလားအနိစ္စဒုက္ခအနတ္တဗဇက်ကတွတ်ရွေရင်အမေကြီးဖျားကိုအာရုံပြုတယ်အမေကြီးရဲ့တရားရွတ်တန်ဟာတိတ်ဆိတ်ငြိမ်သက်နေတဲ့ရွာဝေးအိမ်လေးရောက်ခင်းနေကြမှာကွန်းလေးနဲ့အတူအလိုက်တန့်ပါသွားလေရဲ့တရက်ပင်ကြီးကတောင်တရားနာနေတယ်လို့ပဲအာယုံများယူနေတယ်လို့ပဲငြိမ်လို့တရက်ပင်ပေါ်ကကြီးငှက်တွေကလည်းအမေကြီးရဲ့ပြည့်ရွတ်တန်ကိုနာနေကြဟန်တူရဲ့ကြီးကြအတန်တွေမပြုတ်ကြတော့ပဲတိတ်ဆိတ်သွားလိုက်ပုံများတကွန်းလုံးငြိမ်လို့ကျက်သွန်ခင်းဆက်ကရာဂသင်းပေါ်ပေါက်နေတဲ့ထမ်းပင်ကြီးနှစ်ပင်ကတော့နေတိုင်းလိုလိုမြင်နေကြပေမဲ့ထူးထူးဆန်းဆန်းကြီးငုံကြည့်နေကြတယ်ဒေါ်ကြီးမှာတမီးတယောက်ရှိတယ်မကောက်ဆန်းနဲ့တောစပယ်ပွင့်ကလေးလိုရုပ်ရည်လေးတနာကမားပေမဲ့စကားမပြောရရှာဘူးငွေရပါပေါ့လေမကောက်ဆန်းအပြူပြန်းကလေးဖြစ်တော့
ဖေးဖိုးဆန်အောင်ဆုံးသွားရှာတယ်လောကကြီးထဲမှာကို့သွေးသားရဲ့လို့တွေ့တာစရာဒီသမီးကလေးရှိနေသေးတာမို့ဒေါ်ကြီးကတော့လင်းဆုံးတာကိုဖြေနိုင်ခဲ့ပါတယ်ကြံခဲ့တဲ့မြေကလေး2 ကွက် 3 ကွက်ကိုသားမိ2 ယောက်ထွန်းတုံးနဲ့တင်နိုင်ခဲ့ပါတယ်ထွန်းရေးလည်းဝင်နိုင်ခဲ့ပါရဲ့ချက်သွန်ကလေးပဲကလေးဝါကလေးများလည်းစိုက်နိုင်ခဲ့ပါရဲ့မနဲ့လင်းနာနဲ့ထမင်းဦးတစ်လုံးချက်ရေအိုးကလေးကောင်းပေါ်ရွက်ပြီးရာခင်းတွေပဲထွက်နေကြမနဲ့ခင်နေကလေးမရင်ခင်ချက်သွန်ကင်းကလေးပေါင်းလိုက်ရေသွန်းလိုက်လောက်ကြရတယ်ကြီးတော့ကုန်းခေါင်ရေရှားဆိုတော့ရေရှားမိုးရှားပေါ့အတောင်50လောက်နဲ့တဲ့ရေတွင်းနှကမ်းပဲကြီးတဲ့ကရေကိုဝါမောင်းထန်နေငင်ပြီးချက်သွန်ကင်းနေတဲ့ရေသွန်းရတယ်ဒေါ်ကြီးကချက်သွန်ကင်းနဲ့ရေမြောင်းလိုက်မကောက်ဆန်ကရေမောင်းငင်တပုံး2ပုံးမကပါဘူးပုံး200 300သမီးကလေးပြင်ပန်းမှာဆိုလို့ဒေါ်ကြီးကထမိန်တူတူပအောင်ဝတ်ပြီးရေမောင်းကူငင်တော့မကောက်ဆန်ကတအားအားနဲ့ဓာရှာတယ်အပပအာပါဇက်ကတူတဝါဝအော်ရင်လက်ဟန်ချီရနဲ့မအီကိုတွန်းဖယ်ပြီးသူ့ရင်ဘက်ကလေးသူပုတ်ပြတယ်သူလုတ်ပါမယ်ပေါ့သူ့လက်မောင်းအိုးတွေကိုယောက်ျားလေးတယောက်လိုစုံညစ်ပြလိုက်မအီရဲ့လက်မောင်းသေးသေးလေးကိုစုံညစ်ပြလိုက်နဲ့သူလုတ်တက်သမျှနဲ့လုတ်ပြသေးတာအမေမအားမရှိဘူးကျုပ်ကတန်တမမကြီးကျုပ်ပဲလုံနေဆိုတဲ့သဘောပေါ့မကောက်ဆန်ကမအီကိုညှမ်းပြီးအပင်မအစင်းရဲခံလေဒေါ်ကြီးကရင်မကောင်းရင်ထဲမကောင်းဖြစ်ရလေပါပဲဘဝအကျူဝေးမကောင်းရှာတဲ့ကြားပင်မတကြီးရှိလိုက်တာလို့တွေးမိတယ်သမီးကောက်ဆန်ထမင်းစားတော့မလားမကောက်ဆန်ကနားကလည်းအကြားအာယုံစွန့်အားလေတော့အနားသွားပြီးလက်ကုပ်ပြောမှသိတာပါဒေါ်ကြီးကလက်နဲ့ထမင်းလုတ်ခွနဲ့ပုံစံမျိုးလုပ်ပြတော့မကောက်ဆန်ကခေါင်းငင်ပြတယ်သူ့ဘိုက်ကိုသူပုတ်ပြတယ်စပြီးပေါ့သားမိ2 ယောက်ချက်သွန်ကင်းပြီးခက်လန်လန်ကထနှောင်းပင်ရေးသွားပြီးထမင်းတောင်ကလေးဖွန်ပါလာတာလေးစားကြတယ်စားတောက်ပြီးရင်တော့သားမိ2 ယောက်ပါလာတဲ့ပစိုးဟောင်းတပတ်ဟောင်းကလေးမြေကြီးပေါ်ခင်းပြီးထနှောင်းမြစ်ပေါ်ခေါင်းလို့တရေတမောအိပ်ပျော်သွားကြတာပါပဲနိုးလာတော့နေမွန်းလွဲသွားပြီသားမိ2 ယောက်နောက်ထပ်ချက်သွန်ကင်းတခင်ရေသွန်းနေဆောင်တော့ရွာကိုပြန်ခဲ့ကြတယ်ဒါကသားမိ2 ယောက်ရဲ့နေ့စဉ်လုပ်နေကြအလုပ်ပဲဒီတနွေချက်သွန်ပေါ်ချိန်မှာဒေါ်ကြီးကသမီးစင်ပေါက်မကလေးကိုကြောက်နေနဲ့ဆွဲကလေးဝယ်ပြီးလိုက်တော့မခောက်စံတယောက်အတော်ပျော်သွားပုံပါပဲလှချမ်းပချင်တဲ့မင်းကလေးအဲ့ဒီစိတ်ကလေးကတော့တူကိုရှိစမြင်မဟုတ်လားမှန်ချက်ဟောင်းလေးထောင်ပြီးကြည့်လိုက်နားကိုဆန့်ကြည့်လိုက်ဟိုဆောင်တင်ငယ်လှုပ်လိုက်နေခါတိုင်းမယိုးမြင်ကလေးလာတဲ့မကောက်စံကဒီလိုဆိုတော့ပြည့်စုံတဲ့အလားဖြစ်သွားရှာတယ်အာဦးအာပပမကောက်စံကသူ့ရင်ဘက်ကိုပုတ်ပြပြီးအင်ချန်ပေါက်ဝကိုလက်ညှိုးထိုးပြတယ်ပြီးတော့လက်တစ်ဖက်နဲ့ငကက်ကိုကင်ပြပြီးကျန်တဲ့လက်နဲ့ဝိုင်းပက်ပြရင်ဒေါ်ကြီးကတော့ဒီသမီးဘာကိုဆိုလို့မှန်းသိရဲ့မကောက်ဆန်ရွာလေးကိုလဲပြီးနဆွဲလေးသွားကြအောင်မယ်ဆိုတော့ဒေါ်ကြီးကချီနဲ့ကြီးခေါင်းညင်ပြလိုက်တယ်မကောက်ဆန်လေအိမ်ထဲကအရှူတို့အပြေးထွက်သွားတော့တာပဲသွားတာတောင်မှရိုးမဟုတ်ဘူးချက်တော့ကိုဟိုဘက်တစ်ချောင်းထောက်လိုက်ဒီဘက်တစ်ချောင်းထောက်လိုက်နဲ့ခုံဆွဖြစ်လို့ဒေါ်ကြီးကသမီးအပြူမကိုကြည့်ပြီးရေလိုက်တာများတော့အယူမဘောမနောက်ရသည့်အတွက်စစ်သွန်ကင်းနေထွန်ကြထေကြစိုက်ကြပြိုးကြလှုပ်ပြီးမှရွာမှာတပတ်လောက်နားကြရတယ်စစ်သွန်နေအမြင့်တွေ့ပြီဆိုရင်တော့ရေလောင်းပေါင်းတဲ့အလုပ်တွေလှိုင်ကြရပြီပေါ့တကယ်အလုပ်များမဲ့ကောင်းတင်ကြီးမှာပဲဒေါ်ကြီးတယောက်တန်ဆူးတော့တာပါပဲဖက်နဲ့မပါဘာမပါနဲ့အမောင်ကြီးတဲ့ဖောက်ကနေစူဝင်သွားတဲ့တန်ချောင်းကြီးကဖွားတဲ့ချင်းပေါက်လို့မတက်ဆိုတော့ဖြက်ကိုလူးနေရတော့တယ်ခြေပွားတဲ့စူးဝင်နေတဲ့တန်ချောင်းကိုနှုတ်ဝင်တဲ့သူတော်မရှိသလားရွာလေကကိုမရင်ကမျက်စိစုံမိတ်ပြီးနှုတ်ပြလိုက်တော့သွေးတွေဆိုတာတလဟောသွေးစိမ့်ပွက်ထားတာလေအနားရှိရဲ့အဝတ်စုံနဲ့ပတ်ပြီးဒေါ်ကြီးမှာ
အော်နေရတော့တာပါပဲတရက်နှစ်ရက်နေတော့ချက်တော့ကြီးကမန်းကြိုက်ပြီးရောင်ကိုင်းလာပုံများရွာဦးဆရာတော်ကစပိန်စီးဆရာခေါ်ပြီးမေးခိုင်စီထိုးဖို့လာပြောတယ်ချက်တော့ဒဏ်ရာထက်သမီးလေးကိုတယောက်တည်းတိုးရဲလွှဲရတာစိတ်မချတာနဲ့ပဲကျက်သွန်ကလေး9တောင်းလှမ်းရောင်းလိုက်ရတော့တာပါလှမ်းရောင်းဆိုတာကကျက်သွန်မပေါ်သေးခင်ပွဲသားရဲ့ဖြက်စည်းနဲ့ငွေကျူးယူပြီးကျက်သွန်ပေါ်တာနဲ့ထိုးဆရတာပါထက်ဝက်ခောက်ချိုးရှုံးနေဆိုပေမဲ့မရှိတဲ့တောသူတောင်သားများဒီလိုယူကြရတာကိုဒေါ်ကြီးလုံးမလုံးနိုင်တော့မကောက်ဆန်တယောက်တည်းကျက်သွန်ခင်းနေစီသွားရတယ်မနဲ့စောစောကြီးရင်းနှန်းစီမိခွက်ပိုထွန်းပြီးနှစ်ခါချုပ်ပြင်ရှိပြင်ဆင်ပြေးလေးနေတဲ့သမီးကိုလှမ်းကြည့်ရင်ဒေါ်ကြီးတက်ပြင်ချမိတယ်ဘယ်စိတ်ကောင်းနိုင်ပါမလဲခါတိုင်းနှစ်ခါပင်းချရိုက်နဲ့မကောက်ဆန်ခုတော့မျက်နှာချီတွေပြဟောက်နေအောင်လိမ့်တက်နေပြီနှကန်းနေများရဲနေအောင်စိုးတက်နေပြီကြောက်နေတဲ့ဆွဲကလေးကလည်းတရန်ရန်နဲ့ဆိုတော့တောရဲတောင်တဲ့မုံမတောက်ကြီးမလို့ခင်လွှတ်ရတာဒေါ်ကြီးစိတ်မချဖြစ်ရတယ်ဆက်တော့တရန်ကလည်းကောင်းလို့ရစီမီတို့တွေနဲ့တလားကြိုကြိုလောက်ပြုယူရတယ်ဒရန်နည်းနည်းတက်တက်လာပြီဆိုတာနဲ့ဒေါ်ကြီးကျက်သွန်ကင်းစင်တော့တာပါပဲခါတိုင်းမအိမ်မောင်းငင်မှာဆိုးရှာတဲ့မကောက်ဆန်ကမအိပ်ကိုဆွဲပြီးမောင်းငင်ခိုင်းတာမျိုးဖြစ်လာတယ်မကောက်ဆန်ကသူ့ရင်ဘက်ကိုပုတ်ပြအသက်ပြင်းပြင်းရှူပြလုပ်ပြပြီးမောလို့တယ်ခဏောင်းပင်အောက်သွားခွေနေတာမျိုးလဲတရက်မဟုတ်လို့နေတော့ဒေါ်ကြီးစီထဲတမျိုးပဲလို့တော့အောင်းမိတယ်မလုပ်ပင်မလို့နေရှာမှာပေါ့လေလို့ဖြေတွေးတွေးရတော့တာပေါ့နောက်ဆုံးတော့မကောက်ဆန်ရဲ့ဝေဒနာကိုဒေါ်ကြီးရိပ်မိသွားခဲ့တာပါပဲသူလဲငေရာကတီးလာခဲ့ရသူမဟုတ်လားမဖြစ်ကောင်းမဖြစ်ရများလားမဟုတ်တော့ပါဘူးလေလို့လဲတွေးမိပါရဲ့ကောက်ဆန်ငါသမီးဘာဖြစ်လို့လဲမူးလို့လားဒေါ်ကြီးကနှထင်ကိုလက်ညှိုးနဲ့ထောက်ပြပြီးမူးသလားလို့မေးတော့မကောက်ဆန်ကခေါင်းငိမ်ပြတယ်ပြီးတော့ချုံပွဲကြီးချောင်းလို့ဒေါ်ကြီးတိလိုက်ပြီးလူကိစ္စလူသဘောကစစ်တက်ပြတ်တဲ့သဘောပဲမယ်အလွန်ရိုးရှင်းတဲ့ရွာကလေးမှာဒီကိစ္စကတိတ်ကိုကြီးလွန်းနေတဲ့ပြဿနာနူရဝဲဆွဲရတဲ့အဖြစ်မျိုးမကောက်ဆန်ကိုတော့မဆွဲကလေးကလှုပ်လို့နှကန်းလေးတွေကပြေးလို့မုံယူနေတဲ့စင်ရိုင်းတစ်ကောင်နဲ့တွေ့ခဲ့ပြီးတော့ထမ်းပင်ကြီးနှစ်ပင်တော့ဒီသားမိကိုငုံကြည့်လို့မကောက်ဆန်ရဲ့မပေါ့မပါတဲ့ရင်ကရွာထဲမှာရိုးဖြစ်เสียလို့ပဲကျက်သွန်မြောင်းတွေကရေလို့နေရအနှံ့ရောက်သွားတယ်မကောက်ဆန်မှုပေါ့တခြားလူကောင်းဆိုရင်တော့ဘာပြဿနာရှိမှလဲဘယ်သူနဲ့ပါလို့ဖွင့်ပြောလိုက်ရင်ပေါ့မကောက်ဆန်ကတော့နားလည်းမချစကားလည်းမပြောတတ်စာနဲ့ရေးပြဖို့ကလည်းစာမတက်နဲ့ဆိုတော့တရခန်ကိုချက်ချင်းကြီးဘယ်သိနိုင်ပါမလဲဒါနဲ့ပဲရဲ့ရွာလူကြီးပါဖိုးဒီကသူကြံရတယ်လို့လှုပ်ကြည့်ရင်တော့ကျင့်နိုင်ကောင်းရဲ့လို့စဉ်းစားတယ်ကဲမားတယ်ရွာတဲ့လိုက်အော်စမ်းကွာရွာတဲ့ရှိတဲ့ယောက်ျားမှန်သမျှခဏညငါအိမ်ဝိုင်းနဲ့စုကြလို့မလာတဲ့ကောင်တရခံမဲလို့ညရောက်တော့ပါဖိုးဒီရဲ့ခြံဝန်းကြီးထဲမှာအောက်လန်းတမီးတွေထွန်းပြီးလူစစ်မောင်းတူတူထုလိုက်တော့ယောက်ျားတွေတည်းမကပါဘူးတရွာလုံးရှိသမျှမိန်းမတွေရောကလေးတွေရောအုံလို့ဒါကတရခန့်ရှားတဲ့ပွဲကိုဘယ်သူလဲဘယ်ကောင်လဲငါယောက်ျားလားငါသားလားငါတူလားဒီလောက်ရက်ဆက်ရုံမာတဲ့ကောင်ကဘယ်သူများပါလဲဒေါ်ကြီးနဲ့မကောက်ဆန်တို့သားမိလဲရောက်နေကြပြီပါဖိုးဒီကတော့ရွာလူကြီးပြီးရှေ့မျက်နှာနောက်ထားပြီးပြောရတော့တာပါမျက်နှာလဲမကောင်းရှာဘူးသူကိုယ်တိုင်ကသမီးတွေတစ်ကြိမ်2ယောက်လောက်ရှိသူကိုကိုင်းပြကျုပ်ရွာသားတို့လည်းမျက်နှာပူပါရဲ့နှုတ်ပေမဲ့မပြောမပြီးမတီးမမီဆိုတယ်လို့ပေါ့ကောက်ဆန်ဆိုတာကျုပ်တို့သမီးကျုပ်တို့နှမလေးမဟုတ်လားတစ်သက်လုံးကမဲ့တစ်ပေါင်မစွန့်ခဲ့ကြတဲ့သားမိခုလိုဖြစ်လာတော့ရွာလည်းမကောင်းဘူးကြားလို့လည်းမကောင်းဘူးဒီတရခံမမိရင်နောက်ဒီထက်အတင်းရတော့မယ်
ရက်ရွာစောင့်ကြည့်ရမယ်သဘောပဲသူတကာတို့လဲပြည့်စုံတဲ့ဘဝမဟုတ်ရှာတဲ့အကြောင်းစကားမပြောတတ်နားမကြဆိုတော့ဖြစ်လာမှတော့ရင်ဆိုင်ကြရမှာပဲအတိုင်းတရားတစ်ပေါင်နဲ့မလုပ်ပါဘူးတာဝန်ရင်ပြီးပါတယ်ဒါကျုပ်အများတာဆုံးပြောတာစစ်လို့ပေါ်ရင်တော့ထောင်တန်းကြမဲ့ကိစ္စနော်တာဝန်ရှိသူကလူဆန်ရမှာပေါ့ကျုပ်တို့တာကိုလက်ခံရင်ပေါ့ဗျာဘာဖိုးထီကဒီထက်ရှိရှိဝေးဝေးပြောမနေတော့ပါဘူးယောက်ျားတွေကို10ယောက်တည်း17ယောက်တည်းအောက်လင်းသမီးအောင်အောက်လာရက်ပြခိုင်းနေမခောက်ဆန်ကယောက်ျားတယောက်ချင်းကြည့်ပြီးလူရွေးရတာပါပဲရွာတွေကယောက်ျားတယောက်မှမကျင်ဘူးအသက်ငယ်ငယ်လူပြိုပေါက်ကနေအသက်80ထိပါတယ်မီးရောင်အောက်လာရက်ပြတဲ့သူတွေခမမျက်နှာတောင်ဘလို့ထားရမှန်းမသိကြပါဘူးမကောက်ဆန်ကခေါင်းရမ်းပြမှာပဲဟင်းကနေတပြင်းချပြီးတစ်ဖက်ပြေးရတော့တာပါမကောက်ဆန်ကတရခန့်ရှာနေတာကိုသိတယ်သူ့ဘက်ကတေချာရတော့မယ်ဆိုတာကိုလည်းသိတယ်မျက်ရည်တွေကြားကပဲအရှက်အကြောက်တွေကြားကပဲတရခန့်ကိုရွေးပေးနေရရှာတယ်ဦးခေါင်းပေါင်းကြီးအုပ်ဆောင်ထားတဲ့ကိုဖိုးတူရင်ဘက်ကိုမကောက်ဆန်လက်ညှိုးနဲ့ထောက်ထားလိုက်တော့တာပါကိုဖိုးတူလက်ကိုဆွဲတယ်ပြီးဘာဖိုးထီအိမ်ထဲခေါ်လာတယ်ကျန်တဲ့သူတွေကိုပြန်လွှတ်လိုက်တယ်မကောက်ဆန်ရဲ့ဘိုက်လက်တွေဟာကိုဖိုးတူပဲလို့အပြေပေါ်သွားပြီးတဲ့နောက်ရွာရက်ကမကောက်ဆန်နဲ့ကိုဖိုးတူကိုအကျဉ်းလက်မယားအဖြစ်အတိအမဲ့ပြုလိုက်ကြရတာပဲရှိသမျှနဲ့မင်္ဂလာဆောင်ကြတယ်ကိုဖိုးတူဆိုတာကကိုချင်းကိုချောင်းထမ်းသမားနောက်တော့ဒေါ်ကြီးတို့အိမ်ကလေးမှာကိုဖိုးတူဟာအိမ်သားအဖြစ်လူတယောက်တိုးလာခဲ့တော့တာပါပဲဒါပေမဲ့လူသားတိုးတာမြစ်တန်တိုးလာတာမဟုတ်ပြန်ဘူးစကားမပြောတတ်တဲ့အပြူနုနုထွတ်ထွတ်ပေမဲ့မကောက်ဆန်ကတော့ရွာတေးလေးကိုဖိုးတူကိုလင်သားရဲ့လို့ဖြစ်လာမှတော့ကျင်နာရှာပါတယ်ကိုဖိုးတူစားဖို့တောက်ဖို့ချက်ပြုတ်ကျွေးမွေးရှာတယ်ကိုဖိုးတူရေချိုးဖို့ရေငင်ပေးတယ်ကိုဖိုးတူညောင်းနေတဲ့ထင်ရင်ညင်းနှိပ်ပေးရှာတယ်ကိုဖိုးတူရဲ့အလုပ်ကခက်ဝေးဝေးထန်တော်တွေမှာထန်းချိုင်တဲ့အလုပ်ပါထန်းတက်သမားပြောပါတော့မနဲ့လင်းရင်ထန်းလီတာခါးချထိုးပြီးထွက်သွားလိုက်တာညနေဝင်ကြီးတရောမှထရီမူပြီးပြန်လာတတ်တယ်နေ့လေစာကိုထန်းရှင်ကကျွေးပေမဲ့ညစာကိုတော့မကောက်ဆန်တို့အိမ်မှာစားတယ်ခါတိုင်းသားမိနှစ်ယောက်ပဲပြုတ်ကလေးငပိစားပြကလေးနဲ့ပြီးပေမဲ့ကိုဖိုးတုတ်ကမစားနိုင်လေတော့မကောက်ဆန်မှာတောပြန်ဟင်းစာရှာပွေးပြီးချက်ရတဲ့အလုပ်ပို့တာတောင်အဖက်တင်သေးတယ်ကိုဖိုးတုတ်ကအပြိုရတကောရဲ့လို့ကျင်နာနာမရှိပဲအောက်လင်းတမီအောင်အောက်တရခန့်ရှာယူခဲ့တာဆိုတော့စိတ်ကလည်းနာပုံရတယ်လူကြီးကတော့တက်လုံးကယူပုတ်ပေါ်နေလာခဲ့တဲ့တမိကလေးလင့်တာဝန်နေပို့လာတာမြင်ရတော့စိတ်မကောင်းဖြစ်ရပြန်တယ်မကောက်ဆံမှာမပေါ့မပါင်းနဲ့ဆိုတော့တမီလုပ်ရမယ့်အလုပ်ကိုဒေါ်ကြီးကဝင်လုပ်ရတယ်မမြင်ရတဲ့မိကလေးမျက်နှာရှိသေးတာကိုဒါပေမဲ့ကိုဖိုးတုတ်ကတော့မကောက်ဆံကိုရှိတယ်တောင်မအောင်မိဘူးမူးဟဲရမ်းဟဲတရမ်းဟဲနဲ့လောက်တော့ဒေါ်ကြီးဝင်ပါရပြန်ဖိုးတုတ်ငါသမီးမှစကားမပြောတတ်တာကလွဲလို့ဘာအပြစ်မှမရှိဘူးနင်ရမ်းရှာစရာမလိုဟဲ့လူရုံမှာကောင်းကိုဖိုးတုတ်ကလူရုံမှာဆိုတဲ့စကားကိုတော်တော်နာကြီးသွားတယ်ရုပ်မာခဲ့သူပဲမဲ့ရုပ်မာတယ်ပြောရင်ဘယ်ကြိုက်ပါမလဲခမရသမီးတောက်အောင်ကျုပ်ကမပေါင်းချင်ပဲပေါင်းနေရအောင်ဗျနင်ဒီလိုမှမရိုင်းဘူးရိုင်းတော့ခမရတို့ကဘယ်နဲ့လှုပ်ချင်သေးလို့လဲသမီးစောနဲ့ဒေါ်ကြီးဒေါသထွက်ပြီးရှိတဲ့မြအားနဲ့ဝင်လုံးတော့တာပါပဲသူ့နှစ်အောင်ကိုပြင်းကနေရိုက်ခံလိုက်ရတော့ကိုဖိုးတုတ်ကဒေါ်ကြီးကိုတွန်းလဲပစ်လိုက်တယ်သူ့ကြောင့်ရှက်ကြီးရှက်နေရရှာတဲ့မအေးကိုစော်ကားလာတော့လဲမကောက်ဆန်သွေးတွေစူပွက်လာတော့တာပါပဲကိုဖိုးတုတ်ရဲ့လက်မောင်းကိုဝင်ပြီးခွေးစိုးတစ်ကောင်လိုမလွတ်တမ်းကိုက်ဆွဲတယ်အဲ့ဒီညကကိုဖိုးတုတ်နဲ့ဒေါ်ကြီးတို့သားမိရန်ဖြစ်လိုက်တက်လိုက်ပုတ်လိုက်ကြတာပွက်ပွက်ဆူလို့ရွာကတော့စိတ်မကောင်းကြဘူးပေါ့ကိုဖိုးတုတ်ကသူ့ထန်းလေးသားယူပြီးတတော်တွေပဲထွက်သွားတယ်လက်မောင်းကအသားဆိုတာတကိုက်စာဟောက်ပက်ကြီးနဲ့မနဲ့လင်းတော့အိမ်မှာမကောက်ဆံမရှိတော့ဘူးရွာထဲမှာလည်းရှာလို့မရဘူး
ကျက်သွန်ကင်းတက်ပဲကျက်သွန်ကင်းဘက်တွေလည်းမရှိဘူးမကောက်ဆန်ပျောက်သွားတဲ့သတင်းကအစတော့စိတ်ဝင်စားစရာမရှိဘူးတနေရာကိုထွက်တာလောက်ထင်ကြတာပါစွန့်ခန့်ဝင်ချင်းရောက်တော့ရာကင်းဆက်နွားတွေလွတ်တဲ့နားကြောင်သားတယောက်ရွာထဲကိုဂမုန်းရှူလိုပြေးဝင်လာတယ်မြက်ကောကတရက်ရိုင်းပင်ကြီးမှာမကောက်ဆန်ကျူတန်လန်းကြီးနဲ့တေးနေဒီသတင်းကရွာထဲကိုပစုံဆိုင်ဝင်လာတော့တာပါပဲလိုကြီးတယောက်မြေကြီးပေါ်ဘိုင်းကနေပြစ်လဲကျသွားတယ်ကိုဖိုးတုတ်ကတော့ထတော်တွေထဲမှာထမ်းရင်မူးနေတော့ရောပေါ့ရွာတွေကလူတွေအားလုံးရိုးရစ်စရာမလိုပဲတရက်ကုန်းမှာစုပြီးသားဖြစ်သွားတော့တယ်မခောက်ဆန်ကတော့တရက်ပင်ရိုင်းကြီးမှာကျိုးတန်းလန်းနဲ့လူတွေကိုနှုတ်ဆက်နေတယ်လို့ပါပဲခက်လန်းလန်းကထမ်းပင်နဲ့ပင်ကတော့လူတွေကိုငုံကြည့်လို့ဒီအဖြစ်တွေက14-5နှစ်တောင်ကြာခဲ့ပါပြီလေပင်ကျိုးကုန်းဆိုပြီးတရက်ပင်ပေါ်ကခုံချတည်သွားတဲ့မကောက်ဆန်ရဲ့အလောင်းကိုကျိုးဖြုတ်ပေးမဲ့သူတောင်မနှဲရှာကြရတယ်ဒါမျိုးကအထုံပါတတ်တယ်လို့အယူရှိကြတာကိုနောက်ကိုရွာကိုမြေမှာမြုပ်ရင်လဲရွာခိုက်တတ်တယ်လို့အစွဲရှိကြတော့မကောက်ဆန်ရဲ့အလောင်းကိုရွာနဲ့တမျိုးတခေါ်ယူဝေးတဲ့ချောင်းရိုးကလေးကြော်ပြီးတကြိုကြရတယ်ပါဖိုးတီကရွာကထေးသမားတွေကိုမူးအောင်တိုက်ပြီးတကြိုခိုင်းလိုက်တာနဲ့ကိစ္စပြီးသွားရတာပါမပြီးပဲကြံနေရတဲ့ကိစ္စကတော့ဒီတရက်ရိုင်းပင်ကြီးအတီးအသွားတဲ့အဖြစ်ပြပါဒီအရင်ကတရက်ရိုင်းပင်ဆိုပေသည့်အတီးရောတီးသေးတယ်အကင်းဘဝတွေကလေချွေလို့နှက်စာဆိုလို့ကုံတာမျိုးတော့ရှိရဲ့အခုတော့တရက်ရိုင်းပင်ကြီးကတီးကိုမတီးတော့တိုင်းတိုးတဲ့တောင်တဲ့အလေးချပေါက်နေတဲ့ပိုင်ရှင်းမဲ့ရိုင်းပင်ကြီးပေမဲ့တီးချိန်နဲ့တီးပွင့်နေတဲ့ပွင့်ရကအခုလိုမတီးတော့ဘူးဆိုတာကလည်းလူတွေအတွက်ဇက်လန်းဖြစ်လာပြီနေမကောက်ဆန်ရဲ့အသက်မဲ့ခန္ဓာကိုယ်ကြီးကရေကူးချောင်းချားရောက်သွားပြီမဲ့ဝိညာဉ်ကတရက်ရိုင်းပင်ကြီးမှာကက်ကြံရစ်ခဲ့တယ်လို့ပြောကြတယ်အဲ့ဒါကောက်ဆန်မကျွလို့တဲ့ကိုဝင်ကြီးနဲ့အစိမ့်တီတီတာဆိုတော့မကောင်းသူမကောင်းသားဖြစ်သွားရှာတယ်ထင်ပါရဲ့တရက်ပင်ကအသီးတွေသူစပြစ်တာနေမှာပေါ့သူကျွတ်မှာပဲတရက်သီးတွေကတီးမှာအမလီမကောက်ဆန်တရက်ပင်ကြီးများရောင်းလို့မှမသွားကြနဲ့နော်ရွာကဒီလိုပြောချဆိုကြလေတော့အမေကြီးတယောက်သမီးရှိတဲ့တရက်ပင်ကိုဝတ်မပြတ်သွားပြီးအစာကျွေးရတယ်ဖះစာတရားစာရွတ်ပြီးအမျှတန်းဝေရတယ်နေ့စဉ်နေ့တိုင်းတရက်ပင်ကအတီးတီးပြီလားလို့မမြင်မကန်းမျက်လုံးတွေနဲ့မော့ကြည့်ရတယ်နှစ်ဒေတာကြာရောတရက်သီးမသိပါဘူးဒါပေမဲ့တရက်ပင်ကြီးကတော့မကောက်ဆန်တရက်ပင်လို့နာမည်ရသွားတော့တာပါပဲဟောလက်ဆွဲချင်းကလေးဆွဲပြီးပြန်မယ်လို့တော့အမေကြီးရဲ့မျက်လုံးတွေကတရက်ပင်တိုင်းတစ်ကိုင်းစီရောက်သွားတယ်တရက်ခင်းကလေးတွေတွေးလိုက်မိလေသလားလို့မျက်လုံးကိုပွတ်သက်ကြည့်မိတယ်ဟုတ်ပါကောတီးခင်းခက်ကြီးကြီးတွေပါသိကြပါလေအမေကြီးမျက်လုံးမမားလောက်ထင်ပါရဲ့မကောက်ဆန်ကျူးဆွဲချတည်သွားတဲ့ခိုင်းမှာတရက်တီကလေးသုံးလီလုံးတွေးလဲခိုးလို့အချိန်မဟုတ်ခါမဟုတ်တီးနေတဲ့အတီတီကလေးတွေကိုအမေကြီးမျက်လုံးခါခါပွတ်ကြည့်ရင်ဝမ်းသာလွန်းလို့ငိုတော့တာပါပဲမကောက်ဆန်ကျွတ်ပြီးမကောက်ဆန်တဲ့ပင်ကြီးကတော့တရက်ကင်းနေတွေ့ပြီဆိုတာကလည်းတရင်ဖြစ်ရတော့တာပေါ့ရွာကလည်းကောက်ဆန်ကလေးကျွတ်ရှာပြီးရဲ့လို့ဝမ်းသာကြတယ်ဒီထက်ဝမ်းသာစရာကောင်းတာကမကောက်ဆန်တီကလေးကပျောက်သွားတဲ့ကိုဖိုးတို့တယောက်ရွာပြန်ရောက်လာတော့တာပါမကောက်ဆန်တရက်ပင်ကြီးရဲ့တိတ်မဝေးတဲ့အမေကြီးတို့ကြက်သွန်ကင်းကလေးထဲမှာလေတွေပါတွေများထွန်လိုက်လို့မောတော့လေတရက်ပင်ကြီးအောက်လာအိတ်လို့ထန်းသမားဘဝကိုသူဆွန့်လိုက်ပြီးမကောက်ဆန်တရက်ပင်ကြီးတီတော်မှာလူတွေကနားကြကိုကြလဲတွေချွတ်ကြနွားတွေလှန်ကြနွားချောင်းသားတွေအိတ်ကြဒေါ်ကြီးကတမက်ရှိရတဲ့ကိုထမင်းလာပို့တော့ထမ်းပင်ကြီးတွေကငုံကြည့်ကြလို့မကောက်ဆန်ကျွတ်သွားပြီဆိုရင်မဲ့မကောက်ဆန်ရဲ့နာမည်ကတော့တရက်ပင်ကြီးနဲ့တွဲပြီးကြံရစ်ခဲ့လေရဲ့လူတွေပါဇက်ထဲဆွဲသွားပြီဆိုရဲလေပျောက်ပြက်သွားဖို့ကအခက်သားမဟုတ်လား2003
မေလိုက်မေဒီမဂဇင်းနားဆင်ပေးခဲ့ကြတာအားလုံးကျေးဇူးတင်ပါတယ်